ကင်းကြီးတော့ပစုံဖွဲဆက်ကြော်လေးကြော်ပြမှာပါတယ်ကပစီရီကတော့ချက်တူနီကြော်ညတီချမ်မော့ချက်တူပြူတော့ဒီပေါ်ပါတီကြီးထားအောင်တော့စူပါရီမှာအတွက်ဒီဝယ်တွေရပစုံဖွဲနေလို့ပါဟိုလေးကို sweet ထဲဆနွင်းထည့်ပြီးတော့မှချက်တူလေးကိုကြော်လိုက်ပါမယ်ချက်တူလေးတွေရွှေဝါရောင်တန်းလာလို့ဆိုတော့ညတီချမ်မော့ကိုထည့်ပြီးတော့မှညတီချမ်မော့လေးပါကြောင်းကြော်လိုက်ပါမယ်အဲ့တော့ချက်တူနီကြော်လေးနဲ့ထည့်ပြီးတော့မှမွေထားလိုက်ပါမယ်ဒီတော့ real scene ရဲ့တဲ့ပြီးတော့ပစုံဖွဲတဲ့တွေကိုအနံ့လေးမှုကြအောင်လောလိုက်ပါမယ်ဆုံးဖဲရပြီဆိုရင်ခုနကချက်ပါတယ်ချက်တူနီတော့အားရလေးနဲ့ရတာလေးကတော့နှမ်းရည်ဖြစ်နေအားမောင်းတာမို့ဒီမို့ဆက်တက်ရပါတယ်ပြီးရင်နှစ်ခုကိုတမအောင်ရုံးမွေးလိုက်ပြီးလို့ရှိရင်တော့ခဏတာတည်ထားပြီးရင်တော့ရတာရှိတဲ့ပစုံဖွဲကြော်လေးကိုရရှိပါပြီဒီနေ့တော့